오늘 세 번째 연극을 공연을 했는데 첫 번째, 두 번째는 한 명이 나레이션을 하면서 연극을 했는데 이번 주 세 번째 공연을 통해서는 다 각자 대본을 이야기하면서 각자 연기를 하는 거 보니까 우리 자매들이 많이 성장한 것 같아요. 그리고 소품도 준비하고 찬양도 준비하는 모습이 너무 아름답습니다. 감사합니다. 요나 성경 본문을 많이 읽고 고민을 했다는 게 보여지고요. 저희가 생각하지 못했던 부분까지도 고민하고 준비해서 연극을 한 게 참 너무나 자랑스럽고 감동스럽습니다. 특별히 소품 하나하나 일일이 준비하면서 그 성경을 얼마나 묵상했을까가 보여지는 그런 드라마인 것 같습니다. 너무나 수고한 A팀, B팀 수고하셨습니다.
တော့ဒီဆက်ချင်းရွယ်ခက်ကဘုရားရှင်ရဲ့ကားကိုနောင်းဆောင်ခဲ့တဲ့ယောနာဟာဘုရားရှင်နိုင်ခဲ့တဲ့ခြင်းနဲ့ဒီရှင်တရားနေနေခံယူခဲ့ပါတယ်အဲ့ဒီခါယောနာဟာနောင်တရပြီးတော့ဘုရားရှင်ကိုထက်ခါတည်းလေးဝင်ချတောင်းပန်ခဲ့တဲ့အတွက်ယောနာဟာဒီရှင်တရားရဲ့ဘုရားနေခြင်းရှင်ခံခဲ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့တွေကလည်းတန်ရှင်တော်မိနဲ့တော်ဘုရားရဲ့မှာတတ်ချက်တွေကိုတို့ရမှုမရှိပဲဘုရားရှင်ရဲ့ကားတွေကိုနားထောင်ကြမယ်ဆိုတဲ့အကြောင်းပြောပြလို့ရှိပါတယ်ယောနာဝတ္ထုအပိုင်းတွေကိုသိရှိပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဝတ္ထုအပိုင်းတွေကိုသိရှိပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်
နေဒီကောပဲသူပြောနေတယ်ဒါကြောင့်ဘုရားရှင်ကအဖြစ်ပြအားလုံးကိုခံပြီးဘုသူတောင်းတာကိုအမိတော်ရှိတယ် 我说的我比较当家呀，马路公车上车的，上车的。那不要紧，我们也去过，去了不用管，这个都帮妈妈的，我家亲戚都可以管的，这个都能大家管的，他也，我们也去过，去了不用管。我不要紧，我们也去过，我现在干的，这个也去过，看到别人拿了不吧，不要紧，看到别人不吧。 家庭就是阿公啊，啥我们啥，你说那每年都给我说的了嘛，我就是家里那玩意儿。家庭，他家庭从来就是没说这个是哪种话，但他就是说的话说他家庭，他家庭什么人吧，我们都是家里阿公家庭，这嘛他就是在他家庭的嘛，所有这种家伙吧的，他家庭呢，这么也得去做，他家庭呢，所有这个哪种吧，这边这个哪种吧，这种这这个我家吧的。 阿家的平常在这边哪里玩？这里在老西里，第二天啊，把这个你的味道这个没吃几遍嘞。我老弟都为了没事了，啥也知道表演的啦。 ကိုရောဟာတနာဆုံးမဲ့တဲ့ဖျားယေရှုပြတဲ့ဖျားအမျက်ချက်ဖို့နေတဲ့ဖျားရှစ်ရှင်မြတ်တာနဲ့ပြည့်စုံတဲ့ဖျားအပြစ်တရားကိုနောင်တရတဲ့ဖျားဖြစ်တာကိုကျွန်တော်သိပါတယ်။ဒါပေမဲ့ကိုရောဒီလိုပဲလုပ်မယ်ဆိုရင်ကျွန်တော်တရားအောင်ကိုကောင်းမယ်။ ဒီ
စ်ကနေမြို့လေးကိုရပြီးဒီနောက်ဝင်မြို့သားတွေကကောင်းတဲ့ຢာတွေကိုလုံးပြီးပြောချင်တာဒီစိတ်ကားကြတယ်ဒါကြောင့်မလို့ကျမတို့နေနေတဲ့အခါမှာလည်းအဖြစ်တွေကိုဝန်ခံပြီးတော့ပြတဲ့ခေတ်ကကျွန်တော်တို့ရဲ့အဖြစ်တွေကိုဖွင့်လို့ရှိတဲ့လိုမျိုးကျွန်တော်တို့ကလည်းတခြားလူတွေရဲ့အဖြစ်ကိုဖွင့်လို့ရှိပြီးပြောချင်တာဒီစိတ်ကားပုံမျှော်လင့်ပါတယ် Equal you, yeah,
ပြန်လည်ပေါင်းစပ်အားလုံး